ဒီနေ့ဒီဗီဒီယိုမှာလူသားတွေကအင်အားကြီးဆုံးသိပ္ပံနည်းပညာတစ်ခုဖြစ်တဲ့ nuclear power plant တစ်ခုဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာကိုအသေးစိတ်လေ့လာသွားပါမယ်။ power plant ဖွဲ့စည်းတည်ဆောက်ပုံနည်းလမ်း6မျိုးရှိပါတယ်။နောက်ဆုံး SMR နည်းစနစ်ဆိုရင်တော့9မျိုးရှိရဆိုပါတော့အထူးသဖြင့်လက်ရှိကမ္ဘာတွင်းမှာအများဆုံးအသုံးပြုနေတဲ့ pressurized rotor radar PWR အမျိုးအစားကိုအခြေခံပြီးဒီဗီဒီယိုမှာလေ့လာကြည့်ရအောင်ပါ။ပထမဆုံးစက်ရုံရဲ့အဓိကအစိတ်ပိုင်းတွေကိုတော့အရင်သိထားဖို့လိုပါတယ်။ဒီဟာကတော့ radar vessel ဖြစ်ပါတယ်။ဒီ vessel အတွင်းမှာ radar core တွေရှိပါတယ်။ radar core ဆိုတာက fuse band တွေများစွာကိုစုစည်းထားတဲ့နေရာပါ။ fuse band တွေတစ်ခုထဲမှာ fuse rod အများကြီးပါဝင်ပါတယ်။ဒီ fuse rod တစ်ချောင်းစီရဲ့အတွင်းမှာတော့ဒီစဝိုင်းပုံစံ fuse plug လေးတွေကိုထည့်ထားပါတယ်။ဒီ plug လေးတွေကို uranium dioxide နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။လျှပ်စစ်အား1000 megawatt electric ထုတ်လုပ်နိုင်တဲ့ pressurized rotor radar တစ်ခုမှဆိုရင် fuse rod ခံမဲ့အဖြစ်9100ခန့်ရှိပါတယ်။အဲဒီ rod တွေအားလုံးထဲမှာ fuse plug စုစုပေါင်းက18တန်းကျော်လောက်ပါဝင်ပါတယ်။ဒီ unit က nuclear power plant ရဲ့အင်အားဘယ်လောက်ကြီးမားလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသတာပဲဖြစ်ပါတယ်။ nuclear power plant မှာအပူထုတ်လုပ်ဖို့အသုံးပြုတဲ့နည်းလမ်းက nuclear fission ဖြစ်ပါတယ်။ nuclear fission ဆိုတာ atom တစ်လုံးကိုခွဲခြားခြင်းဖြစ်ပါတယ်။ဒီ radar ထဲမှာတော့ uranium atom ကို neutron နဲ့ထိတွေ့စေပါတယ်။အဲဒီက uranium atom တစ်လုံးကနှစ်ပိုင်းကွဲထွက်သွားပြီးတော့ neutron သုံးလုံးနဲ့ energy ကိုပါထုတ်လွှတ်လိုက်ပါတယ်။ဒီ neutron အသစ်တွေကအခြား uranium atom တွေနဲ့ထပ်မံထိတွေ့ပြီးခွဲခြားမှုကိုဆက်လက်ဖြစ်စေပါတယ်။ဒါကို fission chain reaction လို့ခေါ်ပါတယ်။ဒါဆို radar ထဲမှာ fission chain reaction ဖြစ်နေရင်ဘာကြောင့် atomic bomb လိုမျိုးမပေါက်ကွဲရလဲ။အနုမြူဘုံတွေဖြစ်တဲ့ little boy နဲ့ freshman မှာ uranium နဲ့ plutonium ကိုအလွန်သိပ်သည်းအောင်စုစည်းထားပါတယ်။ဒါကြောင့် reaction ကိုမထိန်းနိုင်ပဲချက်ချင်းပေါက်ကွဲသွားတာပါ။ဒါပေမဲ့ nuclear radar ထဲမှာတော့ uranium ကို rod အဖြစ်ခွဲထားပြီးသိပ်သည်းမှုမရှိပါဘူး။ဒါအပြင် control rod တွေကိုအသုံးပြုပါတယ်။ဒီ control rod တွေမှာ boron သို့မဟုတ် cadmium ပါဝင်ပြီးတော့ neutron တွေကိုစုပ်ယူပေးပါတယ်။ဒါကြောင့် reaction ကိုလိုသလိုထိန်းချုပ်နိုင်ပါတယ်။ radar vessel အတွင်းမှာ high purity rotor ဆိုတာရှိပါတယ်။အဲဒီရေတွေက coolant အဖြစ်အလုပ်လုပ်ပြီး core ကိုအေးစေပါတယ်။ဒီရေဟာ325 degree centigrade အထိပူလာနိုင်တဲ့အတွက်ပြုတ်ထွက်မသွားအောင်150 atmosphere pressure နဲ့ထိန်းထားရပါတယ်။ဒီလုပ်ကို pressurizer ကလုပ်ပေးပါတယ်။ပူလွန်းတဲ့ရေကိုပိုင်များနဲ့ strain generator စီကိုပို့ပါတယ်။ဒီရေကတာဘိုင်အတွင်းမှာသာစီးဆင်းပြီးတော့ strain generator တွေကရေနဲ့မရောပါဘူး။ဒါပေမဲ့အပူကလွှဲပြောင်းသွားပြီး strain generator တွေကရေကပူလာပါတယ်။အဲဒီကနေ strain ရေနွေးငွေဖြစ်လာတာပါ။ရေနွေးငွေကိုရေငွေ့တာဘိုင်စီကိုပို့ပါတယ်။ဒီမှာဆုံး high pressure တာဘိုင်ကိုလဲစေပြီးတော့နောက်တစ်ဆင့် low pressure တာဘိုင်တွေကိုဆက်လဲလဲစေပါတယ်။ဒီတာဘိုင်လှည့်တာနဲ့ generator တွေပါလှည့်ပြီး alternating current AC လျှပ်စစ်အားထုတ်လုပ်ပါတယ်။ရေနွေးငွေ့တာဘိုင်ကထွက်လာတဲ့ရေနွေးငွေကိုcondenser ထဲမှာအေးခံပါတယ်။ရေနွေးငွေ့ကပြန်ပြီးရေဖြစ်လာပြီးအောက်ခြေမှာစုစည်းပါတယ်။ဒီရေကိုရေနွေးငွေ့ generator စီကိုပြန်ပို့ပြီးလုပ်ငန်းစဉ်ကိုထပ်လုပ်ပါတယ်။ condenser တွေကဒီ cooling water ကတော့ပူလာပြီးတော့ cooling tower စီကိုပို့ပါတယ်။ cooling tower ထဲမှာရေကိုဖြန့်ပြီးလေအေးနဲ့အေးခံပါတယ်။ဒီလိုနဲ့ပဲ atomic level energy ကို electric energy အဖြစ်ပြောင်းလဲအသုံးချနိုင်တာက nuclear power plant ရဲ့အမခန့်နဲ့စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။ဒါဟာအန်ဒီရဲ့ကြီးမားသလိုထိန်းချုပ်မှုမှန်ကန်ရင်အလွန်အစွမ်းထက်တဲ့လျှက်စစ်အရင်းမြစ်တစ်ခုဖြစ်ပါတယ်။ဒီလိုနည်းနဲ့ nuclear power plant တစ်ခုကမြို့ကြီးတစ်မြို့လုံးကိုနေညမရလျှက်စစ်ပေးနိုင်တာပါ။ nuclear power plant ကိုဘယ်နေရာမှာဆိုဆောက်လို့မရပါဘူး။အရင်ဆုံးစဉ်းစားရမယ့်အချက်ကမြေငလျင်ပါ။မြေငလျင်များတဲ့ဒေသမှာ nuclear power plant ဆောက်တာအန်ဒီရဲ့အလွန်ကြီးပါတယ်။ဒါကြောင့်မြေငလျင်နေတဲ့ဒေသမြေကြီးတည်ငြိမ်တဲ့နေရာတွေကိုပဲရွေးချယ်ပါတယ်။နောက်တစ်ခုကရေအရင်းမြစ်ပါ။ radar ကိုအေးခံဖို့ရေအလွန်အများကြီးလိုအပ်တဲ့အတွက်မြေကြီးတွေနားမှာပင်လယ်တွေနားမှာသာအများဆုံးဆောက်ကြပါတယ်။နောက်ဆုံးအချက်ကတော့လူနေထူထပ်မှုဖြစ်ပါတယ်။အန်ဒီတစ်ခုခုဖြစ်လာရင်လူတွေကိုအမြန်ပြောင်းရွှေ့နိုင်ဖို့မြို့ကြီးတွေအလယ်မှာသို့မဟုတ်မြို့ကြီးတွေအနားမှာမဆောက်ကြပါဘူး။ nuclear power plant ရဲ့အရေးကြီးဆုံးအပိုင်းကလုံခြုံရေးပါ။ radar ကိုလေရင်တိုက်ခိုက်မှုကတော့ခံနိုင်ရရှိအောင်အလွန်ထူထဲတဲ့ကွန်ကရစ်နံရံတွေနဲ့ဆောက်ထားရပါတယ်
radiation မထွက်အောင်အလွှာများကြီးကာထားပြီးတော့24နာရီပတ်လုံး radiation level ကိုစောင့်ကြည့်နေရပါတယ်။ဝန်ထမ်းတွေကိုတော့ radiation dust ကိုကန့်သတ်ထားပြီးကြော်လွန်ရင်အလုပ်လုပ်ခွင့်မပေးပါဘူး။အရေးပေါ်အခြေအနေတွေ automatic shutdown system backup power system emergency calling system အားလုံးကိုစစ်စစ်ပြင်ဆင်ထားရပါတယ်။ဒါပေမဲ့ချာနိုဘိုင်ဖူကူရှီမာလိုဖြစ်ရပ်တွေကတော့လူသားအမားနဲ့သဘာဝဘေးရန်တွေကိုလည်းမရှော့တွက်တဲ့ကြောင်းသင်ပေးခဲ့ပါတယ်။ nuclear power plant တရုံကပုံမှန်အားဖြင့်1000ကနေပြီးတော့မှ1600 megawatt အထိလျှက်စစ်ထုတ်ပေးနိုင်ပါတယ်။ဒီရွယ်စားဟာမြို့ကြီးတစ်မြို့ဒါမှမဟုတ်တစ်မြို့ခွဲလောက်ကိုမီးလင်းစေဖို့လုံလောက်ပါတယ်။အရေးကြီးတာကနေအောင်မလို့လေမလို့မိုးမလို့ပဲနဲ့နှင်းညမရက်24နာရီလျှက်စစ်ထုတ်ပေးနိုင်တာပါ။ nuclear စွမ်းရည်ရဲ့အကြီးမားဆုံးစိန်ခေါ်မှုကဘေးထွက်ပစ္စည်းဖြစ်တဲ့ nuclear စွန့်ပစ်ပစ္စည်းများဖြစ်ပါတယ်။သူတို့က ရေဒီယိုသတ္တိကြွမှုမြင်မာပြီးတော့နှစ်ပေါင်းထောင်ချီပြီးအန်ဒီရရှိနေနေတာကြောင့်စနစ်တကျစီမံခန့်ခွဲဖို့အလွန်အရေးကြီးပါတယ်။သိပ္ပံပညာရှင်များကတော့စွန့်ပစ်ပစ္စည်းတွေကို၎င်းတို့ရဲ့ရေဒီယိုသတ္တိကြွမှုအဆင့်ပေါ်မူတည်ပြီးတော့အမျိုးအစားခွဲခြားစီမံခန့်ခွဲကြပါတယ်။အစနစ်စွန့်ပစ်ပစ္စည်းများဒါတွေကတော့စက်ရုံအတွက်အသုံးပြုတဲ့လူသမားတွေရဲ့အကာအကွယ်ဝတ်စုံတွေလက်အိတ်တွေနောက်ကိရိယာပြားနဲ့စစ်ထုတ်သည့်စနစ်ဖစ်တာများဖြစ်ပါတယ်။သူတို့ကိုအထူးပြုလုပ်ထားတဲ့တန်ပုံးတွေထဲမှာထည့်သွင်းပြီးတော့ကွန်ကရစ်နဲ့ပိတ်ဆို့တာမြေအောက်သို့မဟုတ်သတ်မှတ်ထားတဲ့ကုန်တွင်းတနေရာမှာဘေးကင်းစွာနဲ့မြုပ်နှံကြပါတယ်။နှင်းငယ်တွေမှာတော့သူတို့ကအန်ဒီရကနေပြီးတော့မှပျောက်ကွယ်သွားလိမ့်ရှိပါတယ်။အစင်းမြင့်စွန့်ပစ်ပစ္စည်းများဒါကတော့အဓိကပြဿနာဖြစ်တဲ့အသုံးပြုပြီးသားနျူကလ িয়ার လောင်စာကြောင်းများ smart free ဖြစ်ပါတယ်။သူတို့ကအလွန်ပူပြီးတော့ရေဒီယိုသတ္တိကြွမှုအလွန်ပြင်းထန်ပါတယ်။သူတို့ကိုစီမံမှုအတွက်ကတော့အဆင့်30နဲ့ဆောင်ရွက်ရပါတယ်။ဒါကြီးရေကန်ထဲတွင်အေးခံခြင်းလောင်စာကြောင်းများကိုဓာတ်ပေါင်းပူထဲမှာထုတ်ခြင်းပါပဲအလွန်ပူနေတဲ့အတွက်ကြောင့်မို့လို့စက်ရုံဝင်းအတွင်းမှာရှိတဲ့ရေကန်ကြီးများထဲမှာအနည်းဆုံး9နှစ်ကနေ10နှစ်ထိနှိမ့်မြုပ်ထားပါတယ်။ရေကအပူကိုစုပ်ယူပေးတဲ့အပြင်ရေဒီယိုသတ္တိကြွဘေးသင့်ခြင်းကိုလည်းတားဆီးပေးပါတယ်။ခါခွေ6သိသောအကာအကွယ်ဖြင့်သိမ်းဆည်းခြင်းရေကန်ထဲမှာလုံလောက်အောင်အေးသွားတဲ့အခါမှာသူတို့ကိုတမ်မနီနဲ့ကွန်ကရစ်နဲ့ထူထဲစွာပြုလုပ်ထားတဲ့အလုံပိတ်စီကြီးတွေကိုပြောင်းရွှေ့သိမ်းဆည်းရပါတယ်။ဒီစီကြီးများကညီသည့်တဘာဝဘေးရန်တွေကိုဆိုခံနိုင်ရရှိအောင်လည်းတိစောက်ထားရပါတယ်။ကငယ်မြေအောက်အနက်ဆုံးမှာအပီးတိုင်ညှို့နှံခြင်းဒါကတော့ရေရှည်အတွက်အကောင်းဆုံးဖြည့်ရှင်းချက်ဖြစ်ပါတယ်။မြေအောက်ပေ1500ကျော်မီတာ900ခန့်အနက်ရှိတဲ့ကြောက်သားဒူကြီးများထဲမှာအခန်းတွေပြုလုပ်ပြီးတော့အပီးတိုင်ညှို့နှံခြင်းဖြစ်ပါတယ်။ဥပမာဖင်လန်နိုင်ငံကကမ္ဘာပထမဆုံးသောမြေအောက်နျူကလ িয়ার တင်ញိုင်အိုကာလိုကိုတိစောက်ပြီးစီးလူနီပါဖြစ်နေပြီဖြစ်ပါတယ်။ပြန်လည်တန့်စင်အသုံးပြုခြင်းအစင်းမြင့်နီးပညာရှိရဲ့ပြင်သစ်ရုရှားနဲ့ဂျပန်ကဲ့သို့နိုင်ငံတွေကတော့အသုံးပြုပြီးသားလောင်စာများတွေကနေပြီးတော့အသုံးတည့်သေးတဲ့ယူရေနီယံနဲ့ပလူတိုနီယံကိုခွဲထုတ်ပြီးလောင်စာအသစ်အဖြစ်ပြန်လည်အသုံးပြုကြပါတယ်။ဒီနည်းလမ်းကအစုပ်ပြစ်ပစ္စည်းပမာဏကိုတိတိကျကျရှော့ချပေးနိုင်ပါတယ်။နျူကလ িয়ার စုပ်ပြစ်ပစ္စည်းများကကြောက်စရာကောင်းပေမဲ့ယနေ့ကအင်ဂျင်နီယာအတတ်ပညာနဲ့သူတို့ကိုပတ်ဝန်းကျင်ကိုမရောက်ရှိအောင်အထက်တက်သောအကာအကွယ်တွေနဲ့ထိန်းချုပ်ထားနိုင်နေပြီဖြစ်ပါတယ်။နျူကလ িয়ার ပါဝါပလန့်ဟာကာဗွန်ထုတ်လွှတ်မှုနည်းပြီးတော့ကမ္ဘာကြီးပူနွေးမှုကိုရှော့ချနိုင်ပါတယ်။ဒါပေမဲ့ nuclear risk accident အန္တရာယ်လူထုကြောက်ရွံ့မှုဒီပြဿနာတွေကိုလည်းမရှော့တွက်နိုင်ပါဘူး။အနာဂတ်မှာနည်းပညာပုံမတိုးတက်လာရင် nuclear energy ဟာလူသားအတွက်ကယ်တင်ရှင်ဖြစ်နိုင်သလားမထိန်းချုပ်နိုင်ရင်အန္တရာယ်ကြီးတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဆုံးဖြတ်ချက်ကလူသားလက်ထက်မှာပဲရှိနေပါတယ်။ဒီနေ့ဒီဗီဒီယိုမှာ nuclear power plant ကိုအစနဲ့အဆုံးနားလည်အောင်လေ့လာခဲ့ပါတယ်။နောက်တစ်ခု nuclear လို့ကြားလိုက်ရင်ကြောက်ရွံ့မကပဲနားလည်ပြီးစဉ်းစားနိုင်ဖို့ဒီဗီဒီယိုကကူညီနိုင်မယ်လို့မျှော်လင့်ပါတယ်။ ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးဒီဗီဒီယိုကိုကြိုက်တဲ့ဆိုရင် like လုပ်ပြီးနောက်ထပ်စိတ်ဝင်စားစရာသမိုင်းကြောင်းတွေသိပ္ပံနည်းပညာအကြောင်းအရာတွေနဲ့ရှေးအောင်ယဉ်ကျေးမှုနဲ့သုတေသနရှာဖွေတွေ့ရှိမှုတွေကိုသိရဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့ရေးပါတယ်ခင်ဗျာအစိုးရကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ပါမယ်ခင်ဗျာ